တချို့မွေးနေတဲ့တန်တော်စားတယ်လေဝါတဲ့တန်တော်စားလေငန်းရုပ်ပဲရှိမဲ့ဘာမှဖြစ်မလာဘူးဒုဖေးကအသားကြီး10မျိုးကနေလွဲပြီးတော့စားပါလို့ခွင့်ပြုထားတယ်အများစကားနားမထောင်နဲ့ဖေးစကားနားထောင်ယောဂနဲ့မတဲလို့အသားမစားဘူးရှောင်ရင်ရှောင်ပါသေတန်တော်စားမှနိဗ္ဗာန်ရမယ်ဆိုတော့ငါမပြောချင်ဘူးတချို့ပြောတယ်နှောက်တိုက်ရတော့လက်ကြည်ညိုလို့နှောက်တိုက်ရတော့ဖူးနွားတရွတ်တို့နွားသားမစားဘူးလေမစားရင်ငါဘောငါကိုယ်တိုင်နွားသားချိန်မှကြိုက်တကယ်တော့အစားကိုရှောင်ရမှာမဟုတ်အစားပေါ်မှာတမ်းမဲမှုတဏှာရာဂကိလေသာကိုပယ်ရမယ်မပယ်သေးတာရှောင်ပယ်နေတော့မှားနေတာတွေအများကြီးပဲဟဲ့ငါဘောတာနားလည်လားအယူမတိတ်နဲ့အယူတိတ်ရင်နတ်စိတ်ဖြစ်မယ်ဒီသာသနာအစိမ့်မှန်မှာတရားစေတရားမှန်ရှိနေသေးယဟန်တာကိုဆိုတာမစိတ်သုံးသိဘူးယဟန်တာဆိုတာတမန်ယဟန်လိုပဲနေတယ်သူများအထင်ကြီးရလုံးနေတယ်ဟိုမှာတကိုးပြတဲ့ဒီမှာတကိုးပြတဲ့လက်လံပဲရအောင်ထွင်နေတယ်ဆိုတော့မှတ်ထားအဲ့ဒါတကိုးမဟုတ်တခိုးကိုးကွယ်မှုမမစင်နဲ့အသီးနောက်မကြားစင်နဲ့အသီးနောက်ကြားရင်အောင်ကြတတ်တယ်ငါဘောတာနားလည်လားဦးသိန်းလဲပလင်ပေါ်တဲလာရောတော်ကြကနောက်ဆုတ်ကတရားထိုင်လာတဲ့မုတ်ဆိုးမှာကြဲကြဲထားပြောတယ်အိုးနောက်တိုက်ဆက်တော့နာမည်ကြီးလို့ငါသားဖို့တာဖုန်းကြီးကလည်းကလာကြီးကလာလဲလူငခုလဲဟဲ့ပဲလူလဲငါပါဒုက္ခပါပဲငခုလဲလူလဲထွက်လာတဲ့အခါလေကြီးကန်းတော်သိငခုလဲဖုန်းကြီးဆိုဖုန်းကြီးစရိတ်ဆက်ပြီးတော့မှာဖြည့်သားဖြည့်မမမဖြည့်ပေါ်ရတာလည်းငါကျေးဇူးတင်ပါပြီပြောကြဲကြဲငခုလဲဟာဟုတ်ပါတယ်အဖေရဲ့အဖေကဟိတ်တူကလာအဖေရဲ့အမေကရှမ်းခိုင်းနိုင်ငံယူရီးယားရှမ်းပါဦးစင်းအမေကကြိုက်ကမီဟိုဘေကစစ်စဲကြီးရွာကမော်လူမျိုးဦးစင်းအမေမော်တုံတုံပိတ်ပိတ်ပါပါအသားဖြူဖြူအယုတ်ချောချောချောတာမချောတာသူပိုင်ငါအမေငါမော်တင်တာတရားဝဲတို့မှဒီလိုပြောတယ်တော့ရှီယမုတ်ဆိုးဒီကောင်းကျင်နေတာဆက်ကျင်တော့ရှိတာအမေချောတယ်ပြောလို့ဒကာကြီးအမေသဘောကျနေလားဆိုအင်းလေအမေသေးပြီးပြောတာအိုးမျောလင်းခြင်းမရှိတော့လဲနော်ဘူးသူပြောတော့မဟုတ်ဟိုဟာကြီးပြောနေတာပြန်ပြောမယ်အဖေကဟိတ်တူကလာအဖေအမေကရှမ်းသားအဖေကရှမ်းကလာအမေကမော်သားကရှမ်းကလာမော်ဖုန်ကြီးနေတာကပြင်ရင်တော့ဟောတာကတရားငါဘောတာနားလည်လားဥစဉ်ဇာတိယဗိဇ္ဇာတိပါဥစဉ်ဗိတ္တံဝဲတယ်ပြိတ္တံပြီးအောင်ဆိုနောက်မလဲလဲအောင်ရင်ထဲអော်ပြီးတော့ပြောတယ်တူတူပြောရင်မပြီးလို့တော်ကြမုတ်ဆုမှတရားနာတဲ့မိုက်တိတ်မကောင်းဘူးဒီလိုမကောင်းတော့နောက်မလဲတော့မပြီးအောင်နောက်မလဲလဲအောင်អော်ပြောနေတော့မုတ်ဆုမှကြဲကြဲထားပြောတယ်အိုးနောက်တိုက်ရတော့ဟောတဲ့တရားရည်စရာလည်းပါမန်သားစရာလည်းပါငါပြင်းလည်းမပြင်းဘူးလက်ဇာတိကဗိဇ္ဇာတိလို့ပြောတယ်ဗိတ္တံဝဲဝဲလေးနဲ့ဟောလိုက်တာငါဝဲတာလေးဆွဲလိုက်တာတော်သေးမုတ်ဆုမှဒီဝဲတာဆွဲလို့ဟောဒီမဲတာဆွဲရင်ဒီဒုက္ခအကြီးကျယ်ဆုံးမှာပြောအောင်မယ်နွားဥတိုက်တဲ့ဓာတ်ပုတ်ကတနိုင်ငံလုံးပြန်နှံ့နေတော့ဓာတ်ပုတ်ရှိတဲ့ဒကမာကြီးတရားကလေအိမ်နာနီးချင်းအဖွားကြီးတရားလှမ်းခေါ်တယ်ဟဲ့တို့ရွာဒီညနွားဥတိုက်ဆရာတော်တရားဟောကြွားမယ်ကွနွားလေးတကောင်လင်းနေဖေးချိုးမိချတာတော်တော်များများလူပြောများနာမည်ကြီးတယ်နွားဥတိုက်တဲ့နင်လာကြီးလှမ်းပြီးခေါ်တာဘေးရဒကမာကြီးကမယုံဘူးဘာကြောင့်မယုံတယ်လဲဆိုရင်နွားတို့ကျွဲတို့ခွေးတို့ဆိုတော်တော်များများဖုတ်ကြီးရဟန်းနဲ့မတဲတာသီးခံတော့ဖုတ်ကြီးနဲ့မတဲတဲ့ဟာတွေလွယ်မိုးပိုင်ပါတယ်ငါဘောတော့နားလည်လားမလဲလားထားပေါ်လေဓာတ်ပုတ်ကသေးသေးထောက်ထားအချိန်ကြီးလှမ်းခေါ်တော့ဟိုဒကမာကြီးကပြားကတိအဲ့ဘောကစိမ့်ပြီးတော့ပြေးလာဓာတ်ပုတ်ကြီးချင်းလို့ပြေးလာတဲ့ဒကမာကြီးလည်းမုတ်ဆိုးမှလင်မရှိဘူးဟုတ်ပါတယ်ဘယ်မုတ်ဆိုးမှလင်ရှိလို့လဲဖြည့်စမ်းကြဲကြဲလင်မရှိတာပါလဲမုတ်ဆိုးပါအတန်နဲ့တဲ့လင်မရှိတာပါလဲမုတ်ဆိုးပါအပြိုတွေလင်ရှိလားရှိပါဘူးဗျာမထားဘယ်မိုးပိုင်ပါတယ်ဟောအတန်မဲတယ်ဆိုတော့ပြောတဲ့ခါမှဒီမှာပြတွေ့ကြလိုက်ဗျာဟောဒီမှာကြီးမဲတယ်ဆိုတာအဲ့ဒါအမဲကွယ်ဟာမဲတယ်မဟုတ်ပုံမပြောတဲ့ညိုကြောတယ်ငါဒီညပြောလို့ထိုင်ပြောင်းမယ်ကြီးတယ်ငါတရားမဟောသေးဘူးအဲ့ဒါထားဖို့လေမုတ်ဆိုးမှာဗုဒ္ဓဘာသာခရင်မှာဗမာစကားလဲလဲဘမပြောတတ်တယ်လို့ဗမာလိုခရင်နဲ့ဝဲနဲ့ဟဲ့နေပြောတဲ့ထူးဆန်းဓာတ်ပုတ်ပေးစမ်းလို့တောင်းပြီးတော့နောက်ဆက်တွဲထွေးလာတဲ့စကားတန်ကဘယ်ဖုန်းကြီးကနွားကိုရှိဖို့တာလဲမုတ်ဆိုးမှာပြောလာတော့ကတချို့တောထွေမဲ့ငယ်ဖြူမဲ့မသိကြဘူး
မျိုးเจ้าရွာเจ้าမှာနေတဲ့ဖုတ်ကြီးကငယ်ဖြူတောတဲ့တောင်ထဲမှာအထုံနေတဲ့ရဟန်းကတောထွေနေတယ်မဟုတ်ဘူးကွဦးစင်းတို့လိုမိတ်မတခါဘူးမှမရဘူးပဲနဲ့ရှယ်ဖုတ်ကြီးလေးတွေကငယ်ဖြူပါဒီဖုတ်ကြီးကြောညာကောင်းတယ်ဗျာတခါကြီးတို့လိုမိတ်မရပြီးမှစီးတဲ့ဟာကြီးတွေကတောထွေတခါကြီးစိတ်မဆိုးနေနော်ပြောလို့ရလားအေးဟုတ်ပြီနော်လူပြိုကြီးတာမဟုတ်ဆိုတီးတာအော်လူပြိုကြီးဆိုပြောလို့ရတယ်နော်တခါကြီးစိတ်မဆိုးတယ်နော်ပြီးတော့ထားမပြန်နဲ့ဖုန်းကြီးသိခါကြားတယ်ဒီညဒီနာခိုင်ပြီးတာမှားပြီးတာမှန်ဒီလိုဆိုအစားချိမယ်ပြောတော့လေနားလေလားဒကမာကြီးတရားမျက်စိပြူးပြူးပါးစပ်တွဲတွဲအပမမရုပ်ဆူဆူနဲ့ဥစဉ်လာမိတဲ့အရှင်ပြတောထွေကြီးလားဗျာတဲ့ငါပုတ်ကတောထွေပုတ်ကြီးပေါင်းနေလို့လားမသိသူကလည်းမုတ်ဆိုးမကြီးထင်ပါရဲ့တောထွေကြီးဆိုသူလှုပ်ချင်လို့လားပါဥစဉ်ပြောတယ်ဟဲ့ဒကမာကြီးငဲဖြူပြောတာအမဲရှင်ပြဒလာမဲတာငဲမဲပေါ့မတ်တာမကြီးငါပါထားရလိုက်ချင်လားငါပြောအောင်မယ်ခလေးအမေတရားပဲနိုးတိုင်းရင်းနဲ့ယထာစီးပြီးတော့ခရီးသွားခလေးအမေရဲ့မျက်နှာချင်းဆိုင်ထိုက်ကုန်မှာထိုက်တယ်လေတောထွေဖုန်းကြီးအိုကြီးတပါခလေးကလက်တဝဲလက်ကြာရောတပြည့်ပြည့်ငိုပါလေရောငိုတော့ခလေးမေကအင်ကြီးဆွမ်းလန်ပါးစပ်တဲ့နိုးတီကောင်ထုတ်တဲ့ခလေးကအော်တာအော်ငိုနေတယ်နိုးမစိုးတော့ခလေးမေကဒလတ်တာမစိုးတော့နေဒီနိုးဆိုးရင်ဆိုလိုက်မဆိုးရင်ငါအရှိရဘာဖုန်းကြီးပေးဆိုလိုက်မလားဒီတဖုန်းကြီးသူ့ဘာသာသူနေတာပါဇက်တရားပေါ့မတမဟဲ့ငါပြောတာနားလည်လားအေးဖုန်းကြီးကဒီခလေးမလေးတန်လဲကြောက်ရပဋိစိတ်လို့မရတော့ဘူးလုံးဆိုးချင်လို့စားရတဲ့သားငတ်တဲ့သူတောင်မျိုးကြီးလားငါဒီညာတရားမော်တို့ကြီးကြပဲထိုင်ပြောသားရည်သမီးရည်စီးပွားရေးဟိုရည်ဒီရည်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်ဒီညာစိတ်ချမ်းသာစေရမယ်ဒကမာကြီးတရားဦးစင်းတဏှာကြီးကြထိုင်ပြောတော့ဘယ်ကြီးနိုင်မလဲဘိုက်ကကျွေးတယ်နေလိုက်ကြီးလိုက်နောက်ဆုံးလိုက်ကြရအမလေးသေချင်းဆိုဘုန်းကြီးငေါမကြီးလိုက်တော့မကြီးနိုင်ထားပြမလားမသာမငုတ်သေချင်းဆိုတာတရားတော်နဲ့ပတ်သက်သောဗီဒီယိုများကိုဆက်လက်တင်ကြားပေးမည်ဖြစ်ပါ၍ကျွန်ုပ်၏အကောင့်ကို like share follow တို့ဖြင့်ကူညီပေးကြပါဦးခင်ဗျာ